ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်တူတီကနေပြီးတော့လိုက်လဲဆိုတာကြိုးဆိုလိုက်ပါတယ်မင်းကောင်တူတီကတလပိုင်း29ရက်နေ့ညနေကနန်းဖြစ်တဲ့9:00ကိုအဖေအုပ်စုများကပဲအောင်ပွဲရယူပေးနိုင်ခဲ့ပြန်ပါပြီအဖေအုပ်စုကနန်းနေရနေပြီးတော့9:00ကိုအောင်ပွဲရယူပေးနိုင်ခဲ့ပါတယ်အောင်မြင်မှုအကျဉ်းကြီး3 ကြိမ်ရှိသွားပါပြီ4 ကြိမ်ထွက်တဲ့အထက်မှာ3 ကြိမ်အောင်မြင်မှုရသွားပါပြီငယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်မင်းကောင်ကတလပိုင်း28ရက်နေ့နာနဲ့အတွက်ကနန်းတွေကိုတင်ပေးထားလိုက်ပါပြီငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကနန်းတွေကိုပြုပြင်ပြီးတော့လဲသုံးစွဲနိုင်ပါတယ်ပေါင်းစပ်ပြီးတော့လဲသုံးစွဲနိုင်ပါတယ်မပြုတ်မပြင်ပဲဒီအတိုင်းလဲသုံးစွဲနိုင်ပါတယ်ရွေးချယ်ပြီးတော့လဲသုံးစွဲနိုင်ပါတယ်ငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ရဲ့သဘောဆန္ဒအတိုင်းပါမင်းကောင်ရဲ့အခုလိုနေ့တိုက်ကနန်းတွေကိုနှစ်သက်တယ်ကြိုက်တယ်သဘောကျတယ်ဆိုရင်တော့လက်မလေးတွေပေးသွားပါလက်မပေးတဲ့နေရာမှာ10 ယောက်ရှိတယ်ဆိုရင်9 ယောက်လက်မပေးရင်မင်းကောင်ကနန်း9 မျိုးကိုပြန်လဲတင်ပေးမှာပါတလုံးပိုင်1 chain 3 လုံးကီတပတ်စာပတ်တိနေ့တိုင်းပရိနေ့တိုင်းကနန်းမွေးခွက်15 ခွက်ဆိုပြီးတော့အချိန်တိုင်းတင်ပေးမှာပါ10 ယောက်ကြည့်လို့9 ယောက်လက်မှတ်ပေးတယ်ဆိုရင်မင်းကောင်ပြန်လဲပြီးတော့ကနန်း9 မျိုးကိုတင်ပေးမှာပါအခုတော့နေ့တိုင်းတစ်မျိုးတည်းကိုသာတင်ပေးပါတယ်လက်မှတ်အပေးရလဲနည်းနေပါတယ်မင်းကောင်ရဲ့စတိုင်ကိုမကြိုက်ဘူးလို့သတ်မှတ်ပါတယ်မကြိုက်ဘူးလို့သတ်မှတ်ထားတဲ့အတွက်ကြောင့်ကနန်း6 မျိုးကိုတင်မပေးပါဘူးနေ့တိုင်းတစ်မျိုးတည်းသာတင်ပေးပါတယ်ဒါပေမဲ့နေ့တိုင်းကနန်းနေရလဲ4 ကြိမ်ထွက်ပြီးတဲ့အထက်မှာ3 ကြိမ်အောင်မြင်ထားပါပြီတကယ်တော့မင်းကောင်ကနေ့တိုင်းကနန်းနေကိုပဲအားထားပြီးတော့အောင်မြင်မှုရယူတာပါကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့တလပိုင်း28ရက်နာနဲ့မှလည်းပဲအောင်ပွဲရနိုင်ပါစေလို့မင်းကောင်ကဆူတောင်းပေးလိုက်ပါတယ်